Tarawa là hồi Tarawa cô em mình đã cả Tarawa rồi con này được mà đủ nè cháu hai thì nên nè cháu dùng nè thì nè giá thì cứ chạy là cháu sao với mày cháu mà sao với mà nó nấu ra đồ bảo mà mình đã này cũng chưa nào để biết ô xem giá được sao sao cả mà xin đi ở ra đi liền phong bì lì lìa lại y nè con nó còn miếng nghề ra u yom miếng nghề ha nè cháu dùng nào bây giờ đó cháu này cô này cùng lại qua lại được hồ cháu biển mấy đó này qua đi cháu sử đó mình tao mà vẫn sử lại bà đồ đây ta đến cho lạ qua chỗ em mì thế này aja oda đi xe bò bị aja đó lái thoát này chả đó oda đi phong bì ra đồ đây nỉ đó mà oda đi về đó oda tham mà có nét chán gì đó bò đấy oda đi bò mà sai cái gì cả oda đi lá đồ mía mía bò đấy chỉ nghe đi là đồ xa cô trả lời đi phong ha thế mà gì gì bây lại ba không mà qua lấy cá đồng ra cô này mỏ bì thế mà gì gì bây lại em á mau cái nó cho mà trả thì này qua cô này nào mà số lượng qua rồi mà ya lốt lá xoan này mà liền nghe mà bây giờ đâu nghe rồi bên thấy đồng giàu đấy ya thì uru đó bộ bài này mua nhà rồi ya ao bài ya đi miết thì cho sai là vì sao thì khá đó bù bí khom mà thì nó mua những cái đó cho đó mua lấy vào vì đó gì luôn mua khom là số đó là alo mua chết chỉ mà thì vào đấy đi thầu dọc đó đó vậy giờ đi cho nó đôi giờ đi ta đi cho sai cái gì mà ra đi vậy nó thì nhà biểu phun lông nhà biểu đúng nhà vậy đi thấy cả phun mà bà đi đúng thấy sống phi chả rồi đi lối ít thoát vậy nó mà đúng bắt mà bây giờ đó phun mà bà vậy nào sống khai này nào bà ra đi chả rồi thoát là cái đó rồi lối thoát đã rồi cho nó xa chỉ là nó biểu đi về vậy thoát là đi đi liềnအဲ့ဒီကြီးကြီးလာပြီးတော့ဒါဆိုရင် तू ကတဖီးနှစ်ဖီးသုံးဖီးလေးဖီး तू ကဖီးရည်လည်းမများဘူးလုံးရည်လည်းမများဘူးဒီမှာပဲရှေ့ဆုံးကကျွန်တော်တို့ပုံမှန်ဆိုရင်ဒါငါပြောဘူးပေါ့ तू ကဖူးမဖြစ်တော့ဘူးသီးတွေဖြစ်သွားတယ်ဒီမှာဟမ်သူ့ရှေ့ကဖြတ်เสียဘာမှမရှိဘူးဖူးလွတ်တယ်ငါပြောကနော်စားလို့လည်းရမ်းကောင်းတယ်ဗျအဲ့ငါပြောလေးလာခုံရင်းနဲ့ခြံထဲမှာတက်ကြဗျာနော်တက်ကြဆိုတာတမန်းမြက်ပေါ့အဲ့မြက်ကဆိုးလို့လိုက်တက်ကပေါင်းသက်စီလေးနဲ့ကျန်တာတွေကတော့ဒါတွေကမြက်ဖြတ်ဆက်ရမ်းရင်ပြီးတဲ့ပင်တွေပေါ့ဗျာစင်ပြေတယ်ပေါ့တမန်းမြက်ကတော့မရဘူးဗျအဲ့လိုလေးရှင်းရင်တဲ့ဒီကောင်းလေးတန်လေးရှူပြီးတော့ရေလေးတောက်ပြီးနားတယ်ပေါ့ဗျာတော်တလင်းသတင်းကြက်ဆိုရင်တော့ရပြီပေါ်သားကြီးတွေကစောစောမိုးလေးတွေကမိုးကြိုးမိုးကြံလေးများတော့တချို့စောသီးတွေကကြီးကုန်ပြီဗျာနော်သူကတော့ရင်းကတလိမ့်ဆန်လေးစားတာပေါ့ဗျာကျွန်တော်လည်းမခူးပါဘူးဒီမှာဗျဒီသီးဆိုရင်စောသီးပေါ့ဗျာနော်ပေါ်သားကြီးหนีသီးခေါ်တယ်ညနေမဲ့ဗျဒါညနေငှက်တွေစားလိုက်မယ်ကျွန်တော်မခူးဘူးဗျဟဲ့အောင်နေဒီပင်မှာတော့ရှိရဟေးလာစားလိုက်မယ်ဗျာနော်ရဲမှဲ့နေလှလိုက်တယ်ဗျာနော်တော့လှပါတယ်လူကလည်းလှတာဟုတ်ဒီဗျာတော့ဝတ်ထိုးရတယ်ဗျာနော်တော့ဝတ်ကလည်းဘာတွေရှိလို့တူးစားတယ်မသိဩသာပင်လေးလည်းတစ်နှစ်ပိန်းနေပင်လေးတို့ပိန်းနေပင်တစ်ပတ်တည်းဆိုတချို့ပင်ဈေးကြီးရင်3000ခွဲပေါ်ကိုမှစိုက်ထားတာမကြာဘူးသူကထိုးသွားရောမတတ်နိုင်ပါတော့သူ့နေရာကလာလို့စားမင်းတို့ကောင်းကောင်းစားဖို့ငါပြိုးရည်လည်းစိုက်ပါတယ်ကွာနော်ဒါတော့ထက်ချံပေါ့ဗျာနော်ထက်ချံတော့ပြန်လဲကောင်းတယ်ကွင်းလဲကျေတယ်ရှယ်ကြီးပဲဗျဒီလိုလေးစိုက်ကြတာမျိုးကောင်းမျိုးတန့်လေးတွေဆိုတော့ခြီလေးတွေမှိုက်ရှင်းကိုမျိုးကြောက်နာလားဟာငါနဲ့လှုပ်ကြတာအဲ့လောက်မခိုင်းပါဘူးမင်းကလည်းမင်းတို့ခိုင်းမယ်ဆိုငါလောက်တာများပါတယ်ကွာ။ဂွေးတော့ရလား
အေးကိုတော့ခုကဟွာလူမျိုးကြီးကြက်ဥလေးနဲ့ကြော်ခိုင်းအောင်တရုတ်စကားမင်းကြီးတော့ရှယ်ကြီးတွေဖြစ်နေဗျာကြီးလိုက်တာနော်ရေမြေကောင်းတော့မြန်းတော့ကိုတော့ရကောင်းတယ်မဟုတ်လားရှယ်ပဲမယ်ဒီနေ့တော့ဂွေးတော့လေးကြက်ဂွေးတော့ဆိုတာကြက်သားနဲ့မဟုတ်တော့မင်းကြက်ဥနဲ့ဂွေးတော့ရကြော်မှာ